Naruto War မှာဒုတိယဟိုကာဂေ Uchiha အချစ်တော်ကြီး Tobirama အကြောင်းပြောပြပါမယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဟီဒမ်းပဲဖြစ်ပါတယ်။ Ninja လောကမှာ Ninja ရဲ့ဖျားသခင်လို့အမည်တွင်တဲ့ Hashirama Senju ကိုအားလုံးသိကြမှာပါ။ဒါပေမဲ့အဲ့ဒီဖျားသခင်ရဲ့အရေးနောက်ကွယ်မှာနေပြီးကိုနိုဟာရွာကြီးကိုတကယ်တမ်းခိုင်မာအောင်အုံမြင့်ချပေးခဲ့တဲ့သူအခုခေတ်နာမည်ကြီးဂျူစုတွေကိုဖန်တီးခဲ့တဲ့သူကတော့ဒုတိယမြောက်ဟိုကာဂေ Tobirama Senju ပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ Tobirama ရဲ့ဘဝဇာတ်ကြောင်းနဲ့တူတီထွင်ခဲ့တဲ့ကြောက်မက်ဖွယ်ဂျူစုတွေအကြောင်းကိုအသေးစိတ်ကြည့်ကြအောင်။ကျူပုံတားထိုး Tobirama ရဲ့ငယ်ဘဝဟာပန်းခင်းလမ်းမဟုတ်ခဲ့ပါဘူး။မျိုးနွယ်စုတွေတအူးနဲ့တအူးတပ်ဖြတ်နေတဲ့စစ်မီးတောက်ခင်မှာသူကမွေးဖွားခဲ့တာပါ။သူရှိတယ်မှာပဲညီဖြစ်သူကာဝါရာမာနဲ့အီတာမာတို့ဟာဥချီဟာရီရဲ့လက်ချက်နဲ့တီဆုံးခဲ့ရပါတယ်။ဒီဖြစ်ရပ်တွေကတိုဘီရာမာကိုအကောင်းမြင်စိတ်ထက်လက်တွေ့ကြမှုကိုပိုဦးစားပေးတဲ့သူဖြစ်လာစေခဲ့တယ်။ရန်သူကိုမညာတာမှငါတို့မျိုးနွယ်စုရှင်တန်မဲဆိုတဲ့ခံယူချက်ဟာသူ့ရဲ့တမန်နီစီကန်းရဲ့အစပြုခြင်းပါပဲ။အီဇူနာကိုအနိုင်ယူခြင်းနဲ့ရွာတီထုံခြင်းတိုဘီရာမာဟာအရွယ်ရောက်လာတဲ့အခါစန်ဂျူတပ်ဖွဲ့ရဲ့အတိကပူချုပ်ခဲ့လာတယ်။သူဟာမာဒါရာရဲ့ညီအီဇူနာဥချီဟာနဲ့အမြဲပြိုင်ဘက်ဖြစ်ခဲ့ပြီးတိုက်ပွဲတစ်ခုမှာသူကိုယ်တိုင်တီထွင်ထားတဲ့ Flying Viking ကိုတုံးပြီးအီဇူနာကိုတီစီလောက်တဲ့ဒဏ်ရာရအောင်ပိုက်ခိုင်နိုင်ခဲ့တယ်။ဒီနိုင်ပွဲဟာဥချီဟာရီကိုအားပြော့သွားစေပြီးနောက်ဆုံးမှာကိုနိုဟာရွာကြီးဖြစ်လာဖို့လမ်းစဖြစ်ခဲ့တာပါ။ဒါပေမဲ့တိုဘီရာမာဟာဥချီဟာရီရဲ့အမုန်းတရားကြောင့်ဖြစ်လာတဲ့စွမ်းအားကိုအမြဲတမ်းတတိထားစောင့်ကြည့်ခဲ့သူလည်းဖြစ်ပါတယ်။တီထွင်ခဲ့သောနာမည်ကျော်ဂျူစုများ The Genius Inventorတိုဘီရာမာကိုနင်ဂျာလောကရဲ့ပါရမီရှင်လို့ခေါ်ရတာကသူတီထွင်ခဲ့တဲ့ဒီဂျူစုတွေကြောင့်ပါပဲ Flying Viking နေရာပြောင်းတဲ့အလင်းထက်မြန်တဲ့နှုံးနဲ့နေရာကူးပြောင်းနိုင်တဲ့ပညာဒီပညာကြောင့်သူဟာသူ့ခေတ်သူ့အခါမှာအမြန်ဆုံးနင်ဂျာဖြစ်ခဲ့တာပါ Shadow Clone အရေးကိုပွား Naruto ရဲ့အဓိကလက်နက်ပါဒါကိုတိုဘီရာမာကထောက်လန်းရေးနဲ့တိုက်ခိုက်ရေးအတွက်အရင်ဆုံးတီထွင်ခဲ့တာပါ Edo Tenseiလူသေးပြန်လို့အတက်ဒါဟာတားမြစ်ပညာပါတီးပြီးသားလူကိုပြန်ခေါ်ပြီးအစုံမဲ့ပောက်ကွဲမှု tandem paper bomb တွေလုပ်ဖို့သူကတီထွင်ခဲ့တာပါ Waterstein ဆရာတဆူသူဟာရေမရှိတဲ့နေရာမှာတောင်လေထဲကစိုထိုင်းစကိုသုံးပြီး Water Dragon Bullet နဲ့ Water Severing Weave အရာအားလုံးကိုပိုင်းခြားနိုင်တဲ့ရေဖိအားတွေကိုသုံးနိုင်ပါတယ်လေစနစ်များကြီးဖန်တီးရှင် The Architect of Konohaသူဟာတိုက်ခိုက်ရုံပဲတည်တာမဟုတ်ပါဘူးသူဟာဟိုကာဂီဖြစ်လာတဲ့အခါနင်ဂျာကျောင်းအကယ်ဒမီကိုတည်ထောင်ခဲ့တယ်အရေးချင်းစစ် tuning exam ကိုဖန်တီးခဲ့တယ်အထူးတပ်ဖွဲ့ Enbu ကိုဖွဲ့စည်းခဲ့တယ်ဒီစနစ်တွေဟာနင်ဂျာရွာ9ရွာလုံးကအတူယူရတဲ့အထိပြည့်စုံလွန်းလာပါတယ်ငါသူရဲခုံးဆန်တော့နောက်ဆုံးထွက်သက်ပထမအကြိမ်နင်ဂျာကဘာဆက်အတွင်းမှာတိုဘီရာမာနဲ့သူ့တပည့်6ယောက်ဟာကလောက်ရွာကကင်ကာကူ Force ထိတ်တန်းနင်ဂျာ20ရဲ့ဝိုင်းရံခြင်းကိုခံရပါတယ်။တပည့်တွေလွတ်မြောက်ဖို့အတွက်တိုဘီရာမာကတယောက်တည်းအစာအဖြစ်ကြံခဲ့ဖို့ဆုံးဖြတ်ခဲ့တယ်။သူဟာမတီးခင်မှာပဲဟီရိုစိန်စာရူတိုဘီကိုတတိယဟိုကာဂေအဖြစ်လွှဲပြောင်းပေးခဲ့ပြီးရန်သူတွေကိုတယောက်တည်းရင်ဆိုင်ရင်သူ့ရဲခုံပိတာစွာကြာဆုံးသွားခဲ့ပါတယ်